အားလုံးပဲမင်္ဂလာပါဗီဒီယိုတွေထဲမှာစာတန်းထိုးတဲ့အခါ background color နဲ့ text color လိုက်ဖက်မှုရှိအောင်ကြည့်လို့ကောင်းအောင်ဘယ်လိုမျိုးချိန်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာလေ့လာသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ Premiere Pro ကိုခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအတွက်မျှဝေခြင်းဖြစ်ပါတယ်စိတ်ဝင်စားတဲ့ဆိုရင်တော့ကျွန်တော်နဲ့အတူတူလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါတယ်background color နဲ့ text color ကိုကြည့်ရတာအဆင်ပြေအောင်လိုက်ဖက်မှုရှိအောင်ကျွန်တော်ရွေးချယ်ထားတဲ့အကြောင်းလေးတွေရှိပါတယ်ဒါလေးတွေကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင်အစိမ်းရောင် background ပေါ်မှာစာတန်းထိုးမယ်ဆိုရင်အသုံးပြုလို့အဆင်ပြေမဲ့အကြောင်းလေးတွေကတော့အဝါရောင်လိမ္မော်ရောင်အနီရောင်ဖြစ်ပါတယ်ဒီအကြောင်းလေးတွေကိုသုံးပြီးတော့စာတန်းထိုးမယ်ဆိုရင်ကြည့်ရတာအဆင်ပြေတယ်မျက်စိပတာရဖြစ်တယ်ပေါ့နော်ဒါတော့အစိမ်းရောင်ပေါ်မှာစာတန်းထိုးတာဖြစ်ပါတယ်ပြီးရင်တော့အပြာရောင်ပေါ်မှာစာတန်းထိုးမယ်ဆိုရင်အသုံးပြုလို့အဆင်ပြေမဲ့အရောင်လေးတွေကတော့ခရမ်းရောင်စိမ်းရောင်လိမ္မော်ရောင်ဒီအရောင်လေးတွေကိုအသုံးပြုမယ်ဆိုရင်ကြည့်ရတာအဆင်ပြေပါတယ်မျက်စိပတာရဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကကျွန်တော်ဗီဒီယိုတွေထဲမှာစာတန်းထိုးတယ်ဆိုရင်ကိုဗီဒီယိုနောက် background အရောင်ကဘယ်လိုအရောင်ရှိလဲပြီးတော့ကျွန်တော်တို့စာတန်းထိုးမဲ့အရောင်ကိုဘယ်လိုမျိုးချိန်ပြီးတော့ထည့်ရမလဲဆိုတာလေးတွေကိုဒီညာလေးတွေမှာကျွန်တော်စဉ်းစားပြီးတော့ထည့်ဖို့လိုအပ်ပါတယ်ဒါမှသာကြည့်တဲ့သူကလည်းမျက်စိပတာရဖြစ်တာပေါ့နော်ကြည့်လို့အဆင်ပြေမှာဖြစ်ပါတယ်ပြီးရင်တော့ပန်းရောင်ပေါ့နော်ဒီနောက်ခံ background ကပန်းရောင်ပေါ်မှာစာတန်းထိုးမယ်ဆိုရင်အသုံးပြုလို့အဆင်ပြေတဲ့အရောင်လေးတွေကကြတော့အနီရောင်အဝါရောင်အပြာရောင်ဖြစ်ပါတယ်ဒီအရောင်လေးတွေကိုသုံးမယ်ဆိုရင်ထင်ထင်ရှားရှားလေးနဲ့ကြည့်ရတာလည်းပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ပြီးရင်တော့အနီရောင်ပေါ့နော်အနီရောင် background ပေါ်မှာစာတန်းထိုးမယ်ဆိုရင်အသုံးပြုလို့အဆင်ပြေမဲ့အရောင်လေးတွေကတော့အဝါရောင်အပြာရောင်ပန်းရောင်ဖြစ်ပါတယ်ဒီအရောင်လေးတွေကိုအသုံးပြုမယ်ဆိုရင်အနီရောင် background ပေါ်မှာကြည့်ရတာအဆင်ပြေပါလိမ့်မယ်ဒါကတော့လိမ္မော်ရောင်ပါလိမ္မော်ရောင် background ပေါ်မှာစာတန်းထိုးမယ်ဆိုရင်အသုံးပြုလို့အဆင်ပြေမဲ့အရောင်လေးတွေကတော့အဝါရောင်အစိမ်းရောင်ခရမ်းရောင်ဖြစ်ပါတယ်ဒီအရောင်လေးတွေကိုသုံးမယ်ဆိုရင်လိမ္မော်ရောင် background ပေါ်မှာကြည့်ရတာမျက်စိပတာရဖြစ်ပါလိမ့်မယ်ဒီလိုမျိုးအရောင်လေးတွေကိုလိုက်ပြီးလေ့လာထားမယ်ဆိုရင်ဗီဒီယိုတီးဖြတ်တဲ့အခါမှာကိုစာတန်းထိုးခြင်းတဲ့နေရာမှာဗီဒီယို background ကိုကြည့်ပြီးတော့ background color ကိုကြည့်ပြီးတော့ text color မှာဘယ်လိုမျိုးလေးထည့်ရမလဲဆိုတာကိုပို့ပြီးတော့သိလာပါလိမ့်မယ်ဒါကြောင့်မလို့ခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအနေနဲ့ဒီဟာလေးတွေကိုလည်းထည့်ပြီးတော့လေ့လာဖို့အကြံပြုချင်ပါတယ်ပြီးရင်တော့ဒီဘက်ကတော့ color contrast ဖြစ်ပါတယ်စန့်ကျင်ဘက် color ပေါ့နော်စန့်ကျင်ဘက် color ကကြတော့စာတန်းတွေကိုထင်ထင်ရှားရှားပြက်ပြက်သားသားနဲ့ကျွန်တော်တို့ပြသခြင်းတဲ့နေရာတွေမှာအခုလိုမျိုးစန့်ကျင်ဘက် color တွေကိုသုံးလို့ရပါတယ်ဥပမာကျွန်တော်ဒီအစိမ်းရောင်ပေါ်မှာအဖြူရောင်စာတန်းထိုးလိုက်ပြီဆိုရင်ဒီမှာဒီစာတန်းကထင်ထင်ရှားရှားကြီးပေါ်လွင်နေတယ်ပေါ့နော်ဒီလိုမျိုးသုံးကျင်တယ်ဆိုရင်တော့စန့်ကျင်ဘက် color ကိုအသုံးပြုလို့ရပါတယ်ဒါအစိမ်းရောင်ပေါ်မှာအဖြူရောင်စာတန်းထိုးတယ်ဒီအဖြူရောင်ပေါ်မှာအစိမ်းရောင်စာတန်းထိုးတယ်ပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့ကထည့်လို့ရတယ်ဒါကကြတော့စာတန်းကိုထင်ထင်ရှားရှားကြီးပြချင်တဲ့နေရာတွေမှာဒီလိုမျိုးစန့်ကျင်ဘက် color တွေအနေနဲ့ပြလို့ရပါတယ်ပြီးရင်တော့အနီရောင်ပေါ်မှာအဖြူရောင်ပေါ့နော်အနီရောင်ပေါ်မှာအဖြူရောင်ထိုးတာလည်းဒီလိုမျိုးပဲစန့်ကျင်ဘက် color အနေနဲ့ထင်ထင်ရှားရှားကြီးပေါ်တယ်အဖြူရောင်ပေါ်မှာအနီရောင်သုံးတာပေါ့နော်ဒါကကြတော့အဖြူရောင်ပေါ်မှာအပြာရောင်စာတန်းထိုးတာဖြစ်ပါတယ်ထင်ထင်ရှားရှားပေါ်လွင်နေတဲ့အခါဒီလိုမျိုးအသုံးပြုလို့ရပါတယ်အပြာရောင်ပေါ်မှာအဖြူရောင်ထိုးတာပေါ့နော်အပြာရောင်ပေါ်မှာဖြူရောင်စာတန်းထိုးမယ်ဆိုရင်လည်းပို့ပြီးတော့ပေါ်ပေါ်လွင်လွင်နဲ့ထင်ထင်ရှားရှားကြီးဖြစ်စေပါတယ်ဒါတော့အနက်ရောင်ပေါ်မှာအဝါရောင်ထိုးတာဖြစ်ပါတယ်အနက်ရောင်ပေါ်မှာအဝါရောင်စာတန်းထိုးမယ်ဆိုရင်လည်းပို့ပြီးတော့ထင်ရှားပြတ်သားတယ်ပေါ့နော်အဝါရောင်ပေါ်မှာအနက်ရောင်သုံးတာဖြစ်ပါတယ်ဒါကြတော့လိမ္မော်ရောင်ပေါ်မှာအနက်ရောင်သုံးတာဖြစ်ပါတယ်ဒါအနက်ရောင်ပေါ်မှာလိမ္မော်ရောင်သုံးတာဖြစ်ပါတယ် Premiere Pro ကိုခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့စာတန်းထိုးတဲ့အခါမှာဒီလိုမျိုးအယောင်လေးတွေကိုတေချာရွေးချယ်ပြီးတော့အသုံးပြုဖို့အကြံပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တီးဖြတ်ထားတဲ့ဗီဒီယိုရဲ့ background နဲ့ background color နဲ့ထည့်လိုက်တဲ့စာတန်းထိုးလိုက်တဲ့စာတန်းအယောင်တွေကလိုက်ဖက်မှုမရှိဘူးဆိုရင်ကြည့်ရတာအဆင်မပြေဘူးပေါ့နော်
မျက်စိပတာတာမဖြစ်ဘူးပေါ့ဒါကြောင့်မလို့ကြည့်ရတာလဲမျက်စိပတာတာဖြစ်အောင်ကိုတီဖြတ်တဲ့ background ဒီဗီဒီယိုရဲ့ background color ကိုကြည့်ပြီးတော့အခုလိုမျိုး text color လေးတွေကိုတခြားရွေးချယ်ပြီးတော့ထည့်ဖို့လိုအပ်ပါတယ်ဆိုတော့အခုမှစတင်လေ့လာနေတဲ့မိတ်ဆွေတွေအနေနဲ့လည်းကျွန်တော်ဗီဒီယိုလေးကအထောက်အကူဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်အကြံပေးချင်တာကဒီလိုမျိုး color လေးတွေကိုလိုက်ပြီးလေ့လာကြည့်ပါနောက်ခံ background ဘယ်လိုမျိုးအယောင်ဆိုရင် text color မှာဘယ်လိုမျိုးလေးသုံးရင်ပို့ပြီးတော့အဆင်ပြေမလဲဆိုတာကိုများများလေ့လာဖို့လိုအပ်ပါတယ်ဒါမှသာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဆိုတော့အခုမှစတင်လေ့လာနေတဲ့ကျွန်တော်မိတ်ဆွေတွေလည်းအဆင်ပြေလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့တဲ့ဆိုရင်ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ထားပေးခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ